အားလုံးမင်္ဂလာနေ့လည်ခင်းပါဓမ္မရာကောလိပ်နဲ့ဒီကနေ့ကျင်းပတဲ့ပညာရေးစုံညီပွဲတော်ကနေအားလုံးကိုနှွေးထွေးလိုက်ဆွဲတာကြိုဆိုပါတယ်ကောလိပ်မှာဦးဇင်းတို့လက်တလောအနေနဲ့ပါဠိရယ်မြန်မာရယ်အင်္ဂလိပ်ရယ်ဘာသာစကားတွေကိုတရားဝင်မီဒီယမ်ဘာသာစကားအဖြစ်သတ်မှတ်ထားပါတယ်ပါဠိလိုပြောလဲပဲရတယ်မြန်မာလိုပြောလဲပဲရတယ်အင်္ဂလိပ်လိုပြောလဲပဲရပါတယ်ခုပညာရေးစုံညီပွဲတော်မှာဒါလေး intro လုပ်ထားတာပါရှေးဥစွာအနေနဲ့ဘုရားတပည့်တော်လျှောက်ထားလိုတာကတော့ဒီကနေ့ဒီ college ကြီးမှာကြဲကြဲပြန့်ပြန့်ဘုရားတပည့်တော်တို့လှုပ်ခွင့်ရအောင်လုံနိုင်အောင် college ကြီးကိုတည်ထောင်ပေးတော်မူတဲ့ဓမ္မတရဆရာတော်ကိုထူးကျေးဇူးတင်ပါတယ်ဗျာထို့အတူပဲဒီ college မြေနေရာကြီးလှူဒါန်းတော်မူတဲ့ညောင်မေရှေးကျောင်းဆရာတော်ဘုရားကြီးကိုလည်းပဲကျေးဇူးတင်ကြောင်းရှေးဥစွာပြောလိုပါတယ်ဗျာယခုခါမှာဆရာတော်ဘုရားကြီးက college မြေနေရာလှူတဲ့ဆရာတော်ဘုရားကြီးကတော့အသက်အရွယ်ရဆေးရုံတက်ပြီးတော့ဆေးကုသမှုခံရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားတပည့်တော်များကဆရာတော်ဘုရားကြီးတည်ချမ်းပါစေကြောင်းခဏဝန်သာသနာဝန်များကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေကြောင်းဒီကနေအားလုံးနဲ့အတူမေတ္တာပို့ဆုတောင်းပါတယ်ဗျာဒုတိယတစ်ချက်အနေနဲ့ကတော့ဘုရားတပည့်တော်ဒီ college ကြီးလည်းပတ်နိုင်အောင်ကာယအာညာနာအားတွေနဲ့ဖက်ဖက်ကဝိုင်းဝန်းကူညီဆောင်ရှောက်ကြတဲ့တင်ညာစီမံကတိကဆရာတော်တွေနောက်ဘုရားတပည့်တော်တို့ကောလိပ်ပညာရေးကဏ္ဍအသီးသီးမှပညာရဏဆရာဆရာမအားလုံးတွေကိုကျေးဇူးတင်ပါတယ်ဗျာအထူးအားဖြင့်ကောလိပ်ကြီးကိုလောကသာသနာအတွက်အကျိုးပြုတဲ့ institution ကြီးတစ်ခုဖြစ်အောင်အထုတ်ပြင်ဆင်ဆဲဆောင်ရွက်ဆဲကာလမှာစိုးတူကောင်းဖက်ဆိုသလိုလက်တွဲဆောင်ရွက်ပေးကြတဲ့မော်ကွန်ရိဆရာတော်ဒေါက်တာပတ္တနာသောဗနာပညာရေးကဏ္ဍအလိုက်တာဝန်ခံနေဌာနမှုဆရာတော်တွေဖြစ်ကြတဲ့ဆရာတော်ဦးနန္ဒကဦးဝိနယဦးဩဘာသနဲ့ဥဒ္ဓမင်္ဂလာတို့ဦးဆောင်တဲ့ကောလိပ်နာယကကတိကဆရာတော်တွေကိုဘုရားတပည့်တော်ကသာသနာတော်ရဲ့ကိုယ်စားကျေးဇူးတင်ကြောင်းရှောက်ထားပါတယ်ဗျာပညာရေးဆိုင်ရာ institution တွေတိုင်းမှာအုပ်ချုပ်ရေးစီမံရေးနဲ့သင်ကြားရေးဆိုပြီးတော့မန္တိုင်ကြီး3ရက်ရှိပါတယ်ဗျာအဲ့ဒီ3ခုလုံးမှာအညီမညူစိတ်မကွယ်ဖဲနဲ့ဆောင်ရွက်ပေးကြပြီးကိုယ်တိုင်စိုက်ထုတ်ခွင့်ရတဲ့ကောလိပ်သမိုင်းမှတ်တိုင်မှာကိုယ်တိုင်ပဲထင်ထင်ရှားရှားရှင်ဘုရားများလည်းပဲကိုယ်သမိုင်းကိုရေးခွင့်ရတယ်လို့ဘုရားတပည့်တော်ဒီလိုယုံကြည်ပါတယ်ဗျာတစ်ဆက်တည်းမှာပဲဘုရားတပည့်တော်တို့ဒီမန္တိုင်ကြီး3ရက်လက်ပတ်နိုင်ရေးအခြေခံအဆောက်အအုံတွေနောက်လိုအပ်တဲ့အခြေခံအဆောက်အဦတွေဖြစ်ပေါ်လာအောင်ပြည့်စုံလာအောင်ဥဆောင်စီမံပေးကြတဲ့ဘုရားတပည့်တော်တို့အတူကဥပ္ပန်လို့ခေါ်တဲ့ဘုန်းကြီးပန်နောက်ဆောက်လုပ်ရေးပိုင်းမှာကိုတတ်တဲ့ပညာတွေနဲ့ပညာဒါနတိုင်ယုံပေးတဲ့အင်ဂျင်နီယာမတူတူတို့ကိုလည်းဘုရားတပည့်တော်ကိုလို့အကူစားကျေးဇူးမှတ်တမ်းဖော်ပြပါတယ်ဗျာနောက်တစ်ချက်တပည့်တော်တို့ကောလိပ်ကြီးကိုစတင်ငံကျောင်းစီပစ္စည်း၄ပါးအပြင်ယေမိပညာရေးစတဲ့ထွေထွေလိုအပ်ချက်တွေကိုဖြည့်ဆည်းလှူဒါန်းကြဆောင်ရှောက်ထောက်ပံ့ကြတဲ့တရားတော်များအားလုံးကိုလည်းပဲဒီနေရာကနေပြီးတော့ကျေးဇူးစကားဆိုပါတယ်ဗျာဘုရားတပည့်တော်ကတော့ကိုဆဲယူအောင်တင်ပြောတဲ့စကားအတိုင်းပဲဘုရားကကနေခွေးကြတဲ့ရောက်တဲ့အထိသုံးတဲ့တပစ္စည်းတစ်ချောင်းလိုပဲခံယူထားပါတယ်ဗျာအဲ့လိုခံယူထားတဲ့အတိုင်းလည်းပဲတပည့်တော်ကောလိပ်ကြီးတိုးတက်ရာတောက်တက်ကြောင်းကိုတတ်နိုင်သမျှကြိုးစားအားထုတ်ပါတယ်ဗျတကယ်တော့ဒီကနေ့ပွဲကဘုရားတပည့်တော်တို့ပညာရေးကျွမ်းစုရကိုရင်နေနဲ့အင်္ဂလိပ်စာသင်တန်းက A1 A2 level ပြီးမြောက်ကြတဲ့သင်တန်းတွေကိုဂုဏ်ပြုတဲ့ပွဲဖြစ်တယ်လို့ကျန်တဲ့ကိုရင်နေနဲ့သင်တန်းသားတွေကိုလည်းပဲပို့ပြီးတော့စူးစမ်းလူစိတ်တွေဖြစ်ပေါ်အောင်အားပေးတဲ့ပွဲလည်းဖြစ်ပါတယ်ဗျာထို့သဖြင့်ဒီလိုတွေဖြစ်အောင်ရှေ့ကနေပြီးတော့မဥဆောင်ပြီးကိုပင်မစိတ်ပင်မမှုတွေကိုဗရဏမထားဘဲနဲ့ပညာဒါနပြုပေးကြတဲ့ကောလိပ်ပညာရေးကဏ္ဍပေါင်းစုံမှကတိကဆရာတော်တွေကောလိပ်ကြီးစတင်ဖွင့်လှစ်ကြတဲ့ဒီကနေ့ချိန်ထိကြအောင်အသက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေရောပညာဒါနသင်ပေးကြတဲ့ဆရာဆရာမအားလုံးတွေရဲ့ကျေးဇူးကိုတပည့်တော်ထပ်လောင်းပြီးတော့မှတ်တမ်းတင်ပါတယ်ဗျာ
ဘုရားတပည့်တော်ဓမ္မတရဆရာတော်နဲ့တွေ့တဲ့အခါတိုင်းလူမှာဆရာတော်ပြောလေးရှိတဲ့စကားလေးတစ်ခွန်းရှိပါတယ်အလုပ်တွေဆိုတာအသင်းဖြစ်မှစရတာမဟုတ်ဘူးဒါဆရာတော်နဲ့ဘုရားတပည့်တော်တို့တွေ့တိုင်းမှာပြောဖြစ်တဲ့စကားလေးပါဘုရားတပည့်တော်ဒီ college ထဲကိုရောက်တော့ကအမိုက်ပုံပေါ်မှာတိုက်တွေရောက်နေတာပါပဲရှိပါတယ်ဗျရေမရှိမီးမရှိအားလုံးကိုဘုန်းကြီးဗန်နဲ့တူတပည့်တော်တို့ဒါတွေကိုစတင်ပြီးတော့ဒီနေ့နေထားချိကြအောင်လှုပ်လာတာပါဗျဆရာတော် main တယ်လို့ပဲတပည့်တော်ကလည်းပဲဒီအလုပ်ဆိုတာအသင်းဖြစ်မှစရတာမဟုတ်ဘူးပေါ့အသင်းဖြစ်အောင်ပဲစကြရတယ်လို့တပည့်တော်ကလည်းပဲခံယူချက်ထားပါတယ်ဗျဒါကြောင့်လုံရင်းနဲ့သင်ရင်းနဲ့လို့အသက်ရှင်နေသမျှအလုပ်လုပ်နေကြရမယ်ပေါ့ရှင်သန်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းပဲတပည့်တော်ကအလုပ်လုပ်နေတာနဲ့ပဲတိုင်းတာဖွင့်ဆိုပါတယ်ဗျတပည့်တော်တို့ဒီမှာအဲ့ဒီလိုလှုပ်ကြတဲ့အခါမှာလူကိုမူတည်ထားပြီးတော့အလုပ်လုပ်တာမဟုတ်ပါဘူးဗျဒီ college ကြီးကဥဒ္ဓမပိုင်နေသမုဒ္ဓမ္မတရဆရာတော်ပိုင်နေဆိုပြီးတော့လူကိုမူတည်ထားပြီးတော့အလုပ်လုပ်ထားတာမဟုတ်ပါဘူးဗျဒီ college ကြီးကိုပဲမူတည်ထားပြီးတော့အလုပ်လုပ်တာပါနောက်ပိုင်းကျတော့သူ generation နဲ့သူတခြား education institution တွေလိုပဲလက်ပတ်သွားနိုင်မှုဘုရားတပည့်တော်တို့ကဒီ college ကြီးကိုမူတည်ပြီးတော့အလုပ်လုပ်နေကြတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီ college ကြီးကိုတပည့်တော်တို့ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တစ်ပင်ကြီးနဲ့အလားတန်တူတဲ့အတွက်ကြောင့်မို့လို့အမြဲတမ်းရှင်သန်နေကြီးထွားနေအောင်ကြိုးစားဖို့လိုအပ်ပါတယ်ဗျာတစ်ပင်တစ်ပင်ကိုင်းခက်တွေဝေစာလှပဖို့အသီးပွင့်နေဖြစ်ထွန်းနေဖို့ဆိုတာပင်စည်းနဲ့အရင်မြက်ကဗราဏကြပါတယ်ဒါမှသာတဲ့တစ်ပင်ကောင်းငှက်တောင်းနားနိုင်ဆိုတဲ့အတိုင်းဖြစ်လာသလိုဖျားရှင်ရဲ့လမ်းစဉ်ဖြစ်တဲ့ဘဟုစနာဟိတအများတကာအကျိုးရှိဖို့ဘုဇနာဒုက္ခယဟန်ရှင်လူတွေချမ်းသာကြီးပွားဖို့နဲ့လောကနုကံဘကလောကကိုစောင့်ရှောက်ဖို့ဆိုတာတွေနဲ့လည်းပဲညီညွတ်မှဖြစ်ပါတယ်ဗျာဒီကုန်းကျုပ်အနေနဲ့ဘုရားတပည့်တော်တို့မင်္ဂလာလမ်းညွန်မှာကုသိုလ်ပညာဥစ္စာရဖို့သင်္ယာဒေတာအမြဲနေဆိုတာလေးရှိပါတယ်ဗျာအမြဲနေဆိုတဲ့သဘောတရားကအနေမြဲတာကိုဆိုလိုတာပါဗျာယင်းတို့တလုံးဥပမာအဖြစ်တင်လိုက်ချလိုက်မကြာခဏလုံနေမယ်ဆိုရင်စူပွက်တဲ့အထိကိုမရောက်ပဲဖြစ်တယ်လို့မျိုးသင်္นานသားတွေကျောင်းသားတွေအားလည်းပဲကျောင်းတက်မမှန်တာသင်္นานမမြဲတာအလုပ်တစ်ခုကိုလေးလေးစားစားနဲ့တန်ဖိုးထားပြီးတော့ဆွဆွမြဲမြဲမလုပ်တတ်တာတွေဟာဒါကြာရှုံးမှုအကြောင်းတရားတွေဖြစ်ပါတယ်ဗျာအောင်မြင်ဖို့ကြီးပွားဖို့ရာအတွက်ကတော့ယေရှုမတ်turning point ရောက်တဲ့အထိလုပ်ကြရပါမှာဗျာရှင်သာမဏေတွေသင်္นานသားတွေအတွက်တပည့်တော်တို့ဒီ college ကြီးဟာမင်္ဂလာတရားတော်နဲ့အညီပြောမယ်ဆိုလို့ရှိရင်ပညာရတဲ့နေရာပညာရဏလာပြီးတော့သင်ကြားပေးကြတဲ့ကတိကဆရာတော်တွေဆရာမတွေအတွက်ကတော့ဒီ college ကြီးဟာကုသိုလ်ရတဲ့နေရာပါဗျာအလုံးသိတဲ့အတိုင်းပညာကဥစ္စာကြီးပွားချမ်းသာမှုတွေကိုဖြစ်စေတယ်လို့ကုသိုလ်ကလည်းပဲဥစ္စာနဲ့အလားတန်တူလို့တန်ត្រာမှာကြီးပွားချမ်းသာမှုတွေကိုဖြစ်စေတယ်လို့ပါတယ်ဗျာအနေချုပ်အပြင်တော့ဆရာကျောင်းသား2ဦးသားလုံးအတွက်တပည့်တော်တို့ဒီ college ကြီးဟာပညာရောဥစ္စာပါပေးနိုင်ရနိုင်တဲ့တင်တော်တဲ့နေရာတစ်ခုဖြစ်တယ်အဲ့ဒီလိုနေရာတစ်ခုဖြစ်အောင်ဘုရားတပည့်တော်တို့ဖန်တီးမယ်လို့ဒီလိုယုံကြည်ကြပါတယ်ဗျာဒါကြောင့်ညီကုန်းချုပ်နေနေဆိုရင်ဒီတစ်ပင်ကြီးသာဝရရှင်သန်ပြီးလောကလူသားတွေကိုသာသနာတော်မြတ်ကြီးကိုပါအကျိုးပြုနိုင်အောင်ကြာရခန့်ကန္တာနိုင်ရန်တာဝန်တွေကိုစီယူပြီးတော့စင်စစ်မပြတ်ကြိုးစားကြပါလို့ဘုရားတပည့်တော်ကပန်ကြားတိုက်တွန်းရင်ညီကုန်းချုပ်အပ်ပါတယ်